ဒါလေးကဒီကလေးလေးကဒါသူ့မအေးသေးသွားလို့ဒါချားမြင့်မကြီးတစ်ကောင်နဲ့တို့ပေးတိုက်တာဒီမြင့်မကြီးကသူ့ကလေးက6လဖြစ်သွားတယ်6လဖြစ်သွားတော့တက်တန်းလေးရသွားပြီဆိုတော့သူ့သားခွဲပြီးတော့သူ့ကိုတိုက်တာပေါ့သူ့ကလေးမဟုတ်တော့မတိုက်ဘူးပေါ့ကန်ထုတ်တာလူရှိမှပေးတိုက်တာဆက်စားကျင်တော့ဆိုတော့ကြိုက်လဲကြိုက်တယ်ကန်လဲကန်ထုတ်တယ်ကလေးအရွယ်ကမကွာဘူးဆိုရင်တော့ပြဿနာမရှိဘူးအခုကကလေးအရွယ်ကလည်းတအားကွာဟိုကတော်တော်ကြီးသွားပြီလေ6လဆိုတော့ဘာမှမဆိုင်တော့သူတို့တွေကအနံ့တအားသိတယ်လေသူတို့မြင်းအနံ့သူတို့ကလေးမဟုတ်ရင်ကန့်ခံဒါ3-4ရက်လောက်ရှိသွားပြီဒီတိုင်းတိုက်တာ3-4ရက်လောက်ရှိသွားလို့ဒါဒီလိုတိုက်လို့ရတယ်မဟုတ်ရင်ဆက်စားချင်းနေတော့ဆိုမြင်းမောက်ကင်ပေးထားကန့်မခံတနားရတစ်ခါလူကလာပြီးတော့စောင့်ပြီးအဲ့ဒါမှသူကလည်းတွားရတာခလေးကလည်းတွားရတာမအေးရလည်းငြိမ်ပြီးတာမဟုတ်ရင်အတိုင်းမခံမြင်းမကြီးနေနေကြတော့လည်းပင်မန်းတယ်လေဘာလို့ဆိုတော့6လဆိုရင်သားခွဲပြီးအဲ့ထက်ပို့ပြီးလို့တိုက်ရရင်သူ့အတွက်စိတ်ဖိစီးမှုတွေဖြစ်ပြီးတော့ဆင်မပြေဘူးပေါ့သူ့အတွက်လူရှိနေလို့လူမရှိအားကြိုက်ထုတ်သူကကျတော့အဲ့မြင်းမကျတော့ခွဲမျိုးသားဆက်သားအရင်တော့နှစ်ခါဆက်ထားပြီးတော့အခုထက်ဆက်တာဆက်လို့မရဘူးဟေးဒါအကြီးမဟေးဟုတ်ကတော့မြင်းမလေးသူတလာသားတော့ပဲရှိအောင်နော်ဒိမ့်မလေးနော်ဟုတ်ကလာ来，嘿，到了，到，有啊，这里啥了？啥呢？干不看？အခုကသူကလည်းလဲတယ်လူရှိရင်သူနိုးတော့ရတယ်ဆိုတော့သူတိအောင်လူခင်သွားဒီတော့အကန့်ခံဒီတော့ဖမ်းထွက်ပြေးနေပတ်ပြေးနေနှစ်ယောက်ညက်ဖမ်းသွားရတော့အောင်နော်အဲ့လိုလိုက်ကဟိုလောင်းနေနေရဟာတော့နိုးတော့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 တော့လူရှိလုံးနေတော့တော့လာဟဲ့ဘယ်ထားမှာဟိုတော့ချိပန်းလာတော့ဒီကအမွှေးတွေပြောင်းနေဖေမွှေးတွေပြောင်းဒီကောင်မကြီးကသူ့ကလေးလည်း6လကျော်နိုးတိုက်ပြီးဆိုတော့နိုးကတိတ်ကောင်းမထွက်ချင်တော့အကြောင်းတမအပူဆောင်းနေတယ်သူ့ထက်တိုက်ရတော့စိတ်နိုးမုံမှာပေါ့နော်နိုးမုံရဲ့တကြားလေးနည်းနည်းရဲ့ပြီးတော့ဗီတာမင်လေးနည်းနည်းထည့်ပြီးဗီတာမင်အမှုန်လေးထည့်ပြီးတိုက်ရသူကထွက်သေးတယ်ပေါ့နည်းသွားပြီးသူကလေးတောင်6လကျော်တိုက်ပြီးဆိုတော့ခဏလေးနဲ့ကုန်တော့ကောင်းတော့